ကွန်ဆိုတဲ့လူငယ်လေးတယောက်ကသူ့ကိုစွမ်းအားတွေနဲ့လိုက်လံတိုက်ခိုက်နေတဲ့သူတွေစီကနေထွက်ပြေးနေရပါတယ်။သူဟာဒဏ်ရာတွေအပြင်းထန်ရထားပေမဲ့ဆက်ပြေးရင်ကြောက်ကမ်းမအဆုံးကိုရောက်သွားပြီးရန်သူတွေဝိုင်းထားခြင်းခံလိုက်ရတယ်။ကံကောင်းစွာနဲ့သူ့အမရောက်လာပြီးသူ့မရဲ့လှမ်းနဲ့ရန်သူတွေကိုတပ်ဖြတ်ကကွန်ကိုကဲတင်လိုက်ပါတယ်။သူမကကွန်ကိုဒီကနေထွက်ပြေးဖို့ပြောပြီးကြောက်ထဲကိုတွန်းချလိုက်တာကြောင့်ကွန်ဟာကြောက်ကမ်းမအောက်ကရေထဲကိုကျသွားပါတယ်။သူ့အမကတော့ရန်သူတွေကိုတယောက်ထပ်ပြန်လဲတိုက်ခိုက်နေခဲ့ပါတယ်။သူမဟာအလွန်လင်းမြန်ဖြတ်လွှတ်စွာနဲ့စစ်သားမြောင်များကိုတပ်ဖြတ်နိုင်ခဲ့ပေမယ့်ခေါင်းဆောင်ဖြစ်သူအဖိုးကြီးကသူမကိုအပြင်းပြင်းနဲ့ရိုက်ချလိုက်ပါတယ်။တစ်ဖက်မှာလည်းကွန်ဟာရေထဲမှာသတိပြန်ရလာပြီးသူ့အမစကားကိုနားမထောင်ပဲတောင်ပေါ်ကိုပြန်တက်လာခဲ့ပါတယ်။သူ့အပေါ်ကိုရောက်လာတဲ့အခါမှာတော့အပြင်းထန်ဒဏ်ရာရနေတဲ့သူ့အမကိုတွေ့လိုက်ရပြီးသူမကပြေးဖို့ထပ်ပြောနေတော့မှပဲအဖိုးကြီးကသူမကိုနင်းပြီးကြောကိုလှမ်းနဲ့ထိုးတက်လိုက်ပါတော့တယ်။ကွန်ဟာသူ့အမအသက်ထွက်သွားတာကိုကြည့်ပြီးငိုကြွေးရင်ရန်သူဖိုးကြီးကလည်းဒဏ်ရာအပြင်းထန်ရနေတာကိုတွေ့သွားတယ်။အဖိုးကြီးကရမိန်ခိုင်းတာလို့ပြောပြီးလောင်ပြောင်နေတော့ကွန်ကဒေါသတကြီးနဲ့အဖိုးကြီးကြောကလမ်းကိုဆွဲနှုတ်ပြီးနှလုံးကိုထိုးဆိုင်ကကလေးစားချလိုက်ပါတယ်။သူ့အမကိုတကြိုပြီးနောက်မှာတော့ကွန်ဟာထွက်ပြေးရမယ့်အစားရမိန်လို့ခေါ်တဲ့နတ်မိတ်စာဖျားကိုကလေးစားချဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူမထွက်သွားခင်မှာပဲအဖိုးကြီးစီကချက်ဝေတစားဟာအစိပ်အပိုင်းတွေအဖြစ်ကွက်ထွက်သွားပြီးကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်ကိုကပ်ပါကောင်လိုလာကက်ကသူ့ရဲ့သွေးကြောတွေကိုစိတ်ဝင်သွားပါတယ်။ချက်ဝေတစားရဲ့အလဲမှာကြောက်စရာကောင်းတဲ့မျက်လုံးတစ်လုံးပေါ်လာပြီးဒီမိတ်စာဟာကိုမတက်ခင်အထိအဖိုးကြီးရဲ့သွေးတွေကိုတောက်နေခဲ့တာပါ။အဲ့ဒီချက်ဝေတစားကနတ်ဖျားကိုတက်ချင်တဲ့ကွန်းရဲ့ဆန္ဒကိုစိတ်ဝင်စားသွားပြီးရမိန်ရဲ့အကြောင်းတော်စီကိုလမ်းပြပေးခဲ့ပါတယ်။ကွန်ဟာပင်လယ်ကြီးကိုဖျက်ကျော်ပြီးနတ်ဖျားအကြောင်းတော်စီကိုချဉ်ကပ်လာခဲ့ပါတယ်။သူမြို့တစ်မြို့ကိုရောက်တဲ့အခါမှာပွဲတော်ကျင်းပနေတာကိုတွေ့ရပြီးလူတွေနောက်ကိုလိုက်သွားရင်မြို့အစွန်မှာရမိန်ရဲ့ကြီးမားတဲ့ရုပ်ထုကြီးကိုတွေ့လိုက်ရပါတယ်။လူတွေကရုပ်ထုကိုဥချနေကြပြီးရုပ်ထုကြီးကအနီးနားကမြို့တစ်မြို့ကိုလက်ညှိုးညွန်ပြလိုက်တဲ့အခါလူတွေကလက်နက်တွေထုတ်ပြီးတစ်ဖက်မြို့ကလူတွေကိုတပ်ဖြတ်ဖို့ပြင်ဆင်ကြပါတော့တယ်။ချက်ဝိတစားမိတ်စာကဒီနတ်ဖျားဟာလူသားတွေရဲ့ဆင်းရဲဒုက္ခပေါ်မှာရှင်သန်ထားလို့ရှင်းပြတယ်။စစ်ပွဲတွေဖြစ်ပွားပြီးလူတွေအစုလိုက်ပြုံလိုက်တည်ဆုံကြရတယ်။ကွန်ဟာဒီရက်ဆက်မှုတွေကိုကြည့်ပြီးယွန်ရှာဆက်ဆုပ်သွားတယ်။အဲ့ဒီနောက်မြို့ထဲကိုရမိန်ရဲ့တပည့်တွေဖြစ်တဲ့အနီရောင်ချက်ဝိစစ်တီတွေရောက်လာပြီးလူတွေကိုချင်းချောက်ကြပါတယ်။ကွန်ဟာအနီရောင်စစ်တီတွေနောက်ကိုလိုက်သွားရင်တည်ဆုံသွားတယ်။တငယ်ချင်းအတွက်ငိုနေတဲ့မိန်းကလေးတယောက်ကိုတွေ့ပြီးကုညီတကြိုပေးခဲ့ပါတယ်။အဲ့ဒီမြို့မှာနေဝင်ပြီးနောက်ပြင်ထွက်ရင်အသက်ခံရမယ်လို့စီကံထုတ်ထားပါတယ်။အနီရောင်စစ်တီတယောက်ရောက်လာပြီးသူတို့ကိုလိုက်လံတိုက်ခိုက်တဲ့အခါကွန်ဟာမိန်းကလေးကိုခေါ်ပြီးအသေးအတန်ထွက်ပြေးရပါတယ်။ကွန်ကရန်သူကိုလှည့်စားပြီးတိုက်ခိုက်တဲ့အခါအဲ့ဒီစစ်တီရဲ့မျက်နှာဖုံးအောက်မှာကွန်နင်းရဲ့မျက်နှာဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။စစ်တီကတပ်ဖို့ပြင်နေတော့မှပဲနေဝင်သွားတာကြောင့်ခန္ဓာကိုယ်ကိုမထိတ်ချုပ်နိုင်တော့ပဲရပ်တန့်သွားခဲ့ပါတယ်။ကွန်ဟာမိစ္ဆာချက်ဝေတစားရဲ့အကူအညီနဲ့ရန်သူတွေကိုတပ်ဖြတ်ပြီးရမိန်ရဲ့ကျောင်းတော်ကိုရောက်သွားပါတယ်။နားထဲမှာဘုံတီးတန်အကျယ်ကြီးကြားရနေတာလားလို့ထင်ရပေမယ့်ထိုအတန်ကရမိန်ရဲ့နှလုံးခုန်တယ်ဆိုတာသိလိုက်ရပါတယ်။အဲ့ဒီမှာရမိန်ဟာကြီးမားတဲ့ရုပ်ထုကြီးဖြစ်ကနေတက်ရှိထင်ရှားနှုတ်ထလာပြီးကိုတိုက်ခိုက်ပါတော့တယ်။ရမိန်ကကိုရဲ့ဖခင်ကိုသူ့ပဲတက်ခဲ့တာလို့ပြောပြီးကိုလည်းတက်ဖို့ကြိုးစားပါတယ်။ကိုနေဟာအနီရောင်စစ်တီရဲ့ဖြစ်ရောက်ရှိလာပြီးဂလန်ဒီကန်ကြီးနဲ့ရမိန်ကိုတရဇက်ပြစ်ခတ်တိုက်ခိုက်ပါတယ်။နောက်ဆုံးမှာကိုနဲ့ကိုနင်းတို့ပူးပေါင်းပြီးရမိန်ရဲ့အားနည်းချက်ဖြစ်တဲ့နှစ်ဖူးကဓာတ်ကိုဆွတ်ထုတ်ကရမိန်ကိုအနိုင်ယူလိုက်နိုင်ပါတယ်။ကိုနင်းဟာရမိန်ဝါမျိုးထားတဲ့သူ့သမီးလေးတန်ချရင်ကိုပြန်လဲကန်ထုတ်နိုင်ခဲ့ပြီးတားဖာနဲ့ရောက်ပြန်လဲတွေ့ဆုံသွားကြပါတယ်။